ရှိရှိသမျှသောတတော်တွေအလုံးမေတူမြတ်စွာယူကြပါလေစပုမြတ်တာရေမာဝါစီတာဝါစီရွှေလန်းချမ်းမြေကြပါစေချစ်တော်မိတ်ဆွေအပေါင်းတင်များတို့ရေချစ်သည်ဖြာတနေပမာစံစာတာရီတို့ဖြူမပါစေကဘာမြေရှိရှိသမျှသောတတော်ရီအလုံးမေတူမြတ်စွာယူကြပါလေစပုမြတ်တာရေမာဝစီတာစီရွှေလင်းချင်းမိကြပါစေကိုလေးချမ်းပါပါစေကာယစိတ်ဓာတ်ဒုက္ခအပြာအလုံးမင်းရနိုင်ကြပါစေစိတ်လေးချမ်းသာပါစေကိုလေးချမ်းပါပါစေကာယစိတ်ဓာတ်ဒုက္ခအပြာအလုံးမင်းရနိုင်ကြပါစေတူချစ်ချင်လူစွာမြတ်တာဝေရည်စီဖြေကဘယ်မှာလဲကမြတ်တာတိသစ္စာတိဟိခါကျွေးလိုက်ကြပါစေစိတ်လေးချမ်းသာပါစေကိုယ်လေးချမ်းသာပါစေကာယစိတ်ဓာတ်ဒုက္ခနှပြအလုံးမင်းရနိုင်ကြပါစေစိတ်လေးချမ်းသာပါစေကိုယ်လေးချမ်းသာပါစေကာယစိတ်ဓာတ်ဒုက္ခနှပြအလုံးမင်းရနိုင်ကြပါစေတူချစ်ချင်လို့ဆိုမြတ်တာဝေရည်စီဖြေကဘယ်မှာလဲငါမြတ်တာဒီသစ္စာဒီဟိခါကျွေးကြပါစေချမ်းသာတဲ့ဒုက္ခနဲ့ပြေဆုံးနိုင်ရပါစေလေဒီမယားလေးခီကအေးကြပါစေတော့လေရွှေ
no guano ya lagi ya shui bini lu ma bola ma shi pa wa ye ma si ba lu la kai sao shui thi ye pa pi ma ye ta ki ke kanya mi de swai wo mi twai kho pa ya la sa la nya pa mai ka ya ya la sa la nya pa mai ka ya ye sa ya le ma le mai ka ya pa la kwa the say sa tha la me ba ma ya ye the kho a few a good na la ye chu kha tu ya le mya pa pin de ne mai phaya ha bai khe me tha na mai ye bla like kwe shi so ma ni a lo ma pyo ne le takae pyo da baကျွန်တော်တကယ်တော့ပကိုးသားလေးဖြစ်ချင်တာပါကျေးဇူးများတင်ပါတယ် Happy birthday ပါမွေးနေ့မှာဝိရိယစာပြီးတော့ဆန္ဒဖြာပြပြည့်စုံပါစေလို့ဆုတောင်းပေးပါတယ်။အော်သူကဂိုင်လိုင်းချပေးတယ်။လာ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 ဟိုးနောကလာ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 ခုံမကြည့်နေကြတဲ့မိသားစုတွေအားလုံးလည်းလားလို့ရပါတယ်။ဘေးလေးသတိထားပါဦး။ဘေးမှာနည်းနည်းကြိုက်လေးဆိုတော့ချုံလဲမှာစုလို့ပါ။အဆင်ပြေတော့ပြီမလား။ဟုတ်အခုမှဟန်ကြတော့ရနော်။အဲ့ဒီဘောင်လေးတွေကသူတို့လက်တန်းလေးတွေဖြစ်လာ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 ရှေ့ကမလာဘူးနော်မထားရနော်အဲ့လူတွေမနေ့ကျန်မျိုးလေးလိုက်ပြီးတော့လာပြလာ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 တာတာဖေဖြူဖြူရှာနေရလားဖြူဖြူမရောက်သေးဘူးတာဖြူဖြူနဲ့တွေ့ရလားဖြူဖြူလားကိုစမ်းမွေလာတယ်တင်းရတူနေတယ်လို့ကိုရှူကိုပြန်ပတ်တာတဲ့လားဟုတ်ပါလေတူပါလေဒါကြီးလေးဖွေးနေမြင်တော့မမြင်ရတော့ဘူးဝေးလာမဘောခလာလာပစိုးရလေကျွတ်မစိုးရတယ်ဘလို့ချွတ်ချမှလည်းလို့
ကိုဘီနာလေးလာသေးတယ်မျက်နှာဆူဖို့နေလာ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 ရှိကိုကဲနမဘယ်ကလာဗျာနေချေနေလာမမေပြီထားလာဘူးလားမနီရောက်တခဏချွေတော့ကြတယ်โอเคမမဖယားစီတောက်ကြစေနမနဲ့မောင်တော်ပြည်ကြီးဘဟုကိုစီတီကဝင်မှုအရေးစီတောက်ကြစေစီတောက်ကြစေပြာတပတ်လှည့်ပြီးမှကျေးဇူးများတင်ပါတယ်ခင်ဗျာကျွန်တော်ပဲခူးမြို့ရဲ့ကျက်တီဆောင်တမိုင်းဝင်ရှုမောတော်စေတော်မြတ်ကြီးရဲ့ဗုဒ္ဓဘုရားပွဲတော်ကြီးမှာအခုလိုကိုယ်ပိုင်ဇက်တပင်ကြီးနဲ့တူကပြခွင့်ရနိုင်မှုဟိုးငယ်ငယ်လေးကလေးကမခေရတဲ့အိမ်မက်တစ်ခုပါကျွန်တော်ဇက်တီထောင်ထားတာကျွန်တော်မိသားစုများအားလုံးလည်းသိပြီးသားဖြစ်မှာပါကျွန်တော်တစ်နှစ်ကြော်လေးပဲရှိပါသေးတယ်ဒီလိုနေထားမျိုးမှာအခုလိုမျိုးတမိုင်းဝင်စေတော်မြတ်ကြီးရဲ့ဗုဒ္ဓဘုရားပွဲတော်ကြီးမှာဖြောပြေကပြခွင့်ရတဲ့အတွက်ပြောမပြတတ်တော့အောင်ပီတိအပျော်တွေဖြစ်ရတယ်လို့အများကြီးလဲခွန်အားတွေဖြစ်ရပါတယ်ဆိုလိုချင်တာကအခုလိုမျိုးရက်တည်နိုင်တာအခုလိုမျိုးကစက်ဝင်ပွဲတော်ကြီးမှာကပြခွင့်ရတယ်ဆိုတာကျွန်တော်မိသားစုများတွေပေးတဲ့ခွန်အားတွေမေတ္တာတွေကြောင့်ဖြစ်ပါတယ်ကျွန်တော်လူပညာသမားတွေကမိသားစုများကိုမိခိုးပြီးအလုပ်လုပ်ကြရတယ်မိသားစုများရဲ့အားပေးမှုကိုရမှဘဝရည်တည်ခွင့်ရကြတာဖြစ်ပါတယ်မိသားစုများအားပေးတဲ့အပေါ်မှာအခုလိုမျိုးဖြိုပြခွင့်ရတယ်တင်ဆက်ခွင့်ရတဲ့အတွက်အများကြီးပျော်မိပါတယ်မိသားစုများအားလုံးတူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်မှရှိတဲ့အင်အားလေးနဲ့ခွန်အားလေးနဲ့အကောင်းဆုံးဖြစ်အောင်တင်ဆက်ထားပါတယ်မိသားစုများအားလုံးလည်းချစ်မြတ်မယ်လို့ထင်ပါတယ်ကျေးဇူးများတင်